ခက်တာကိုအရန်ချစ်တယ်မောင်မင်းအလောက်ကအိမ်ရှင်မလို့ငါ့ကိုပဲပြုတ်ပြမရှင်းလားစောက်ရဲပါလေငါ့ကိုလာမပြောနဲ့ကြားလားဆန်းစား你那个爱头一直把逼你没有我都叫我背下去这马宝嘛看起来最夫人这人呢嘛最最人最夫人苏比你给来ဘာမှလုံးမလို့လဲဘာလို့ခဏတော့ဒီနှိမ့်ဆက်ရလဲမောင်တမင်တက်ရိုက်တာကြည့်လို့မရလို့ရိုက်တာရှင်းလားမောင်ခဏဆေးရုံသွားရအောင်ပါလေအဲ့ဆေးရုံတော့မင်းရိုက်တာမင်းအဲ့လုံးကြပဲဂုံမောက်နေရမလားမကြားချင်ဘူးမင်းအလောက်ကအိမ်ရှင်မလို့ငါ့ကိုပဲပြုတ်ပြမရှင်းလားဒီမှာမင်းကိုဖေးအောင်ဟာလေအဲ့ဆေးရုံပဲခဏသွားချင်တာမင်းအဲ့ဆေးရုံမှာမရှိဘူးဟမ်ဘာတောင်းနေရှိလဲငါပြောစမ်းမောင်ခဏဘလို့ပြောလိုက်တာလဲခဏအဲ့လိုမိမစားမျိုးမဟုတ်ဘူးလူလုတ်တယ်ဆိုတာလူတန်ဖို့တခုပဲအခုဒီပုံစံနဲ့ခဏဆေးရုံမလို့သွားလို့ရမှာလဲမောင်မောင်ခဏကိုချစ်လို့ယူထားတာမဟုတ်ဘူးလားဟမ်ဘာလို့ခဏကိုနှိမ့်ဆက်နေရလဲမောင်ဘလို့လောက်ထိပြောင်းလဲသွားပြောင်းလဲငါပေါ့ဘူးမေမင်းငါ့ကိုအချိန်ပေးလို့လားမင်းငါ့ကိုတာယာမှုပေးလို့လားအဲ့တော့မင်းလိုမိန်းမမျိုးလက်ထပ်ပြောငါဘာလုပ်ရမှာလဲမောင်ဘယ်လိုစကားပြောလိုက်တာလဲဟမ်ခဏဆင်းရဲတယ်ခဏမှာပိုက်ဆိုင်တာဆိုလို့ဒီပညာတစ်ခုပဲရှိတာဒါပေမဲ့မောင်ကိုချစ်လို့မောင်ကလည်းခဏရဲ့ပြစ်တင်မှုကိုလက်ခံလို့ခဏတို့မြောက်လက်ထပ်ခဲ့ကြလေဘာလို့မောင်အခုကျမှဒီလိုစကားပြောနေရလဲမင်းကဆင်းရဲတယ်ပညာတတ်တယ်မင်းမအိမ်မာနပဲရှိနေမှာလားဟမ်ဘယ်အိမ်ဆရာမအလောက်ကလည်းဘာလုပ်လို့ရမှာလဲငါချမ်းသာတယ်မင်းကိုလည်းငါချမ်းသာထားနိုင်တယ်မောင်မင်းကငါ့ကိုကြိုးစားရမှာလေငါ့ကိုအချိန်ပေးရမှာလေဘာလဲယူလိုက်မင်းအိမ်ဆရာမအလုပ်ကိုပဲဆွဲလန်းနေတယ်ငါ့ကိုပြောစမ်းမောင်ခဏပြောပြီလေခဏပိုက်ဆိုင်တာဆိုလို့ဒီအလုပ်တစ်ခုပဲရှိတာမောင်ကမအဲ့လိုအကြောင်းပြချက်လာပေးနေတာခဏရှင်းနေအေးနိုင်ထွက်လိုက်အဲ့လောက်ကထွက်လိုက်မင်းအသားနာမခံကြဘူးအဲ့လောက်ကထွက်လိုက်မထွက်ဘူးဒီမေးပါပဲဒီရီငါအခုလာလို့စင်မပြေလို့တယောက်ကြည့်ထားလိုက်ပါလားအေးအဆုံငါအခုလာခဲ့ပြီနော်ဒီမော်အေးမင်းအဲ့လောက်ကိုရမ်းချစ်နေမလားအဲ့လောက်ကိုသွားအေးငါ့အိမ်ကိုတစ်သက်လုံးပြတ်မလာနဲ့ကြားလားခက်တာနှလုံးမိတ်ထားပြီးပါလားလိုက်လာတယ်လား
မောင်ကလည်းခက်တာကိုတစ်ခုတစ်ခုပဲပေးနေတော့ဟောမတူဘူးလေခက်တာရဲ့ဒါမောင်ရဲ့အချစ်တွေအသက်ရှူလိုက်တိုင်းတွေးကြောလေးခုံနေတယ်လို့မျိုးပြီးတော့နိုင်ရီအမြဲလည်နေတယ်လို့မျိုးခက်တာနာမှာအမြဲရှိနေခြင်းလို့ပေါ့ခက်တာရဲ့မောင်ကလေအရန်ချစ်တတ်တာပဲအဲ့ဒါဟောဒီကကောင်မလေးကြောက်ပို့ပြီးချစ်တက်သွားတာအဲ့ကြောင့်မောင်ဘွားတစ်ခုလုံးအပိုင်ပေးလိုက်တာပေါ့ခက်တာရဲ့ခက်တာတော့ကကြတော့မောင်ကပထမဆုံးနဲ့နောက်ဆုံးချစ်ရတူပါနော်ခက်တာအစင်းရတော့လေချစ်ရမှာအရန်ကြောက်တာပြီးတော့အိမ်မှာဆိုရင်လည်းခက်တာငယ်ငယ်လေးကမျက်နှာသာမပေးခံရအောင်အိမ်မှာလည်းခက်တာဘယ်သူမှလိုလိုလားမရှိကြအားကြောင့်ခက်တာလူကန်ဆိုးတဲ့မိန်းကလေးကနောက်လိုမျိုးစားစားရပြည့်စုံတဲ့သူပိုင်ဆိုင်ရမှာဆိုတော့ခက်တာဘူးလို့တော့အားငယ်မိသေးတယ်ခက်တာဟုတ်ကြည့်ခက်တာဘာမှအားငယ်ကြမလို့နော်မောင်ပိုင်ဆိုင်သမျှအားလုံးအားခက်တာပိုင်ဆိုင်သမျှပဲခက်တာကိုဒီနေ့ကစပြီးတော့စိတ်ချမ်းသာအောင်ထားမယ်နော်ခက်တာတော့ကချမ်းသာဖို့ဆိုတဲ့အချစ်ခံရဖို့ပို့ပြီးတော့မမောတာထပ်တူပေါ့ခက်တာခက်တာခက်တာကိုရဲချစ်တယ်ချစ်တာဗောရမ်းချစ်တာချစ်လေးကိုရမ်းချစ်တာနော်ရှုံမိမကွာလိုက်တော့ကွာအဲလစ်ကရှင့်ရဲ့ပထမပဲဖြစ်ချင်တာနော်အဲလစ်မစောင်းနိုင်တော့ဘူးလို့အဲလစ်အဲ့ဒါဘာလို့ကိုယ်စိတ်ကောက်ပြီးတော့ထားခဲ့သေးလဲကိုယ်ကမိန်းမယူမိသွားတာဗောအဲလစ်ရဲ့ဘာလဲရှင်အဲ့မိန်းမနှမျောနေသေးရလားဟာမမျောစရာလားအေးမင်းမဘာမှသုံးကြရမင်းမမဟုတ်ဘူးပြီးတော့လေအဲလစ်လောက်လေပြုစုမကောင်းဘူးလားAlice 呀，我 Alice ကိုလက်ထပ်လိုက်ရမှာရန်နှမျောတာပဲAlice ကို Alice ကိုထေချာပေါက်ပြန်လာမယ်ကိုစောင့်နေနော်တကယ်တော့ချစ်တယ်နော်ပညာနင်ဘာလို့ထပ်ပြီးတော့ဖောက်ပြန်ပြလဲဟမ်နင်အဲလစ်ဆိုတဲ့မိန်းမနဲ့ထပ်ပြီးတော့ပတ်သက်နေပြန်ပြီလားဟိုလာပြောနေရလဲဟမ်မင်းကအမိတ်လာပေးလို့မရအောင်တော့အဲလစ်ကငါ့အချစ်ဆိုငါသူ့ကိုပဲလက်ထပ်လိုက်ရမှာမင်းကိုလက်ထပ်လိုက်တော့ငါအခုလိုမျိုးစိတ်ဆင်းရဲနေရတိလာလားဘာပြောလဲ
ဒါဆိုနေငါဘာလို့မျောလင်းစက်နေပြီလက်ထက်ခဲ့သေးရလဲဘာဖြစ်လို့ငါ့ဘဝပြည့်စည်ခဲ့ရလဲအဲ့ဆိုရင်ဒီကငါမဟုတ်ဘူးမင်းချစ်ထားရပါဘာစောက်ရင်ဘာစောက်လို့ထားပြပြီလဲဟာ လက်ကောင်မဟုတ်ကြည့်တော့နင်နာတယ်ဟဲ့လားဟမ်ဒီနေ့ဘာနေ့လဲဆိုတော့မသိရတော့လောက်အောင်နင်တော်ပြစ်နေရလားခက်တာချိုမင်းနဲ့ငါကြမှာဘာနေ့မှမရှိတော့ဘူးအဲ့ဒီအောင်လို့ငါမေးလိုက်အဲ့တော့စောက်ရင်ဘာလဲငါ့လာမပြောနဲ့ကြားလားအော်ကန်စာဘာသာလာချမ်းသာပြီးတော့သိတယ်မရှိအော်ကန်စာကောင်ဒီလိုမျိုးကောင်လေငါတောင်းနေလို့ဘယ်လိုကိုခွေလာပြငါမိုင်းသိလား你那个一头一直把逼你，我来找我分享。我有毛呢。老王们老的啊！谁有多么样我？ဘာလာလောက်တာလဲထွက်သွားခဏမောင်တော့မပါရဲ့နော်မောင်ပါရဲ့ပါမောင်ကြောမောင်တို့ကလေးတွေခုလိုဖြစ်တာခက်တယ်နော်ဖဲညငါထွက်သွားလို့ပြောနေရနော်မောင်တော့မပါရဲ့သွားတော့ဟဲ့လေငါနဲ့ဖုန်းထပ်မဆက်နဲ့လို့ပြောထားရလေမင်းကငါနဲ့ပြတ်ပြီဘာမှမဆိုင်တော့တော့ဘယ်တော့မှငါ့ဒီဖုန်းထပ်မဆက်နဲ့ကြားလားငါမိမရဲ့နေရာဘယ်သူမှအစားမထိုးနိုင်အောင်ဆမကျွန်တော်မျိုးသမီးရောဒါဒါဆေးရောနေဆင်းသွားရှင်ဟုတ်တယ်လားခဏအဲ့လိုလုပ်လို့မရဘူးလေဒုက္ခပဲဟဲ့အောင်ခက်တာပြောက်သွားပြီခက်တော့တွေ့အောင်ရှာခဲ့ဟဲ့တွေ့အောင်ရှာခဲ့တော့ကြားလားခက်တာဘာရှောက်လို့နေရလဲမင်းအဲ့လိုထွက်သွားလို့မရအောင်နော်မမကမှပြန်လာလေဟုတ်တယ်
မှာသူကလည်းအေးဖို့ဆိုတာနဲ့အထဲမှာစီစဉ်ထားပြီးလိုက်တာမမရုံနဲ့ပဲဟုတ်ပြီလေအဲ့ဆိုလည်းတခါမှမကြည့်လိုက်တာပေါ့နော်နော်ဆောက်ပြီးပြောလာပါအခုကျမဒေါက်တာခင်ဆိုရပါဟုတ်ဘာများပြချင်တာလဲရှင်းကျမနဲ့ကျွန်တော်နှာခေါင်းကရန်ဖြစ်ပြီးတော့စောင်းကတော့ခွဲစိတ်ပြုပြင်ရမယ်ထင်တယ်ဒေါက်တာဒေါက်တာကျွန်တော်အကောင်းဆုံးကူညီပေးပါအောင်နော်အားကိုးပါတယ်ဟုတ်ကဲ့ပါအဲ့ဆိုကျမဒီအနာလေးကိုတစ်ချက်စစ်ဆေးပေးကြည့်မယ်နော်ဟုတ်ဒီတစ်ချက်လေးတိုးပေးပါဒါကတော့အနာကတော့ကျက်သွားပြီးပြီပေါ့နော်ဒါပေမဲ့ကြံခဲ့တဲ့အမာရွတ်တွေကိုတော့ကျမတို့ဒီဆဲတွေကိုပြန်ပြီးတော့ပြုပြင်ပေးဖို့တော့လိုအပ်တယ်။အဲ့ဆိုမဟုတ်လို့ရှိရင် तू ကအမာရွတ်မှာခီလွှတ်အနေနဲ့ဖြစ်သွားတာမျိုးတွေဖြစ်တတ်တယ်။တခါလေကြာရင်ကိုယ့်ရဲ့နှာခေါင်းကစောင်းပြီးတော့မှဘေးတစ်ဖက်ကိုစောင်းသွားတာလို့ဖြစ်သွားတယ်ဆိုလို့ရှိရင်လည်းကိုယ့်ရဲ့အလားတရားရော performance ကိုပျက်စီးသွားတာပေါ့နော်။အဲ့တော့ကုသနိုင်တဲ့လီလန်းလေးကိုကျွန်မအရင်ဆုံးရှင်းပြပေးမယ်။အဲ့ထဲမှာမှအခုကြိုက်တာကိုရွေးပြီးတော့မှကုသပေးလို့ရတယ်။ဟုတ်ပြီနော်။ဟုတ်။အဲ့တော့ကျမတို့မှာကုသမှုကနှစ်မျိုးရှိတာပေါ့နော် surgery လုပ်မယ်ဆိုလို့ရှိရင်ကြတော့ဒါအခုမှကြတော့ bone structure လည်းအဆင်ပြေသေးလားနှာရံကလည်းရှိပြီးသားဖြစ်တဲ့အတွက်ကြောင့်မလို့ကျမတို့ကအရင်နှောင်းကတော့ကြိုးတွေထိုးကြတယ်အခုနောက်ပိုင်းမှာတော့ update ပို့ဖြစ်လာတဲ့အခါမှာကြိုးထိုးစရာလည်းမလိုနာကျင်မှုလည်းမရှိတဲ့ golden ultra king shape လို့ခေါ်တဲ့နှာတံမြင့်မြင့်တန်တန်ပုံစံလေးကိုပြန်ရတယ်စောင်းသွားတဲ့နှာခေါင်းပဲဖြစ်ဖြစ်အမာရွတ်ကြံခဲ့တဲ့နှာခေါင်းပဲဖြစ်ဖြစ်လှပမှုကင်းမဲ့နေတဲ့နှာခေါင်းပေါ့နော်ဒီနှာခေါင်းပွာတာတို့နှာခေါင်းကောက်တာတို့အစားအကုန်လုံးပြုပြင်လို့ရတယ်ရှင့်နော်အဲ့ဒီအမျိုးအစားတွေနဲ့ပထမအဆင့်ကုမယ်နောက်တစ်ဆင့်ကတော့လုံးဝအမာရွတ်တွေနဲ့အချိုင်ခွက်တွေလုံးဝမကြံအောင်ဒီမှာပေါ့နော်မျက်နှာတွေကိုပါကျမတို့တခါတည်းပြုပြင်ပေးလို့ရတယ်ဒီမှာအကိုဆိုလို့ရှိရင်ဒီဘေးမှာကြွက်သားသည်ပို့ပြီးတော့မှဘေးကိုကားသွားတဲ့အတွက်ကြောင့်မို့လို့ဒီကြွက်သားလေးရေဆိုဒီနေရာထိပဲကျမတို့ကသွားပြီးတော့ပြုပြင်ပေးလို့မရဘူးအဲ့တော့ဒီဘေးတွေပါပြုပြင်ပေးတယ်ဆိုရင်တော့ပို့ပြီးတော့ကောင်းတယ်အဲ့ဆိုဒီနေရာမှာပြုပြင်ဒီဘေးလေးတွေကကြတော့ပို့ပြီးတော့ခြိုင်သွားမှာဆိုလို့အဲ့တော့တပြေးတဲ့နေအောင်ကျမကမျက်နှာတစ်ပြင်လုံးရောဒီနှာရံလေးကိုပါတခါတည်းပြုပြင်ပေးလို့ရတယ်ရှင်ဟုတ်တကယ်လို့အကူအချိန်ရတယ်ဆိုလို့ရှိရင်ကျမတို့အခုတခါတည်းကုသမှုကိုစတင်လိုက်ရအောင်ပါ
ဒေါက်တာမှာညီမရှိလားဘာဖြစ်လို့လဲရှင်ဟောကျွန်တော်တည့်ရသူတယောက်နဲ့ဒေါက်တာနဲ့အရန်တူနေလို့ပါဒေါက်တာသုံးတဲ့ရေမွေးပြီးတော့ခုနကဖွင့်ထားတဲ့တခြင်းတွေပြီးတော့စကားပြောပုံတွေလက်အမူအရာရကျွန်တော်တည့်ရသူတယောက်နဲ့တော်တော်လေးတူနေလို့ပါရှင်စိတ်ထင်နေလို့နေမှာပါကျမမှညီမမရှိပါခုတော့ကျမတို့မျက်နှာကိုစမ်းသပ်ကြည့်အောင်ထောက်တာဘာဖြစ်လို့လဲ sorry ပါကျမရှင်းမျက်နှာရဲ့တုံ့ပြန်မှုကိုစမ်းတာတုံ့ပြန်မှုအရန်ကောင်းပါတယ်ညီမကြီးဒီနေ့တော့ဒီအခုကို laser treatment လေးပဲလုပ်ရအောင်သူအရင်အပတ်ကလုပ်ထားတဲ့ treatment ကတော်တော်လေးအဆင်ပြေတယ်take care လုပ်တဲ့အနေနဲ့ပဲ laser လေးပဲလုပ်လိုက်ကြရအောင်နော်ညီမလေးဒေါက်တာကျွန်တော်ဒေါက်တာကိုတခုလောက်ပြောလို့ရလားဟိုကျွန်တော်အကြောင်းပါရပါတယ်ပြောပါကျွန်တော်မှာကျွန်တော်ရမ်းချရတဲ့ကျွန်တော်မျိုးသမီးရှိတယ်သူ့ကိုကျွန်တော်ချစ်လို့လက်ထပ်ခဲ့တာပါဒါပေမဲ့ကျွန်တော်အတ္တရဲ့ကြောင့်ကျွန်တော်သူ့ဘောမကောင်းဗျာကျွန်တော်သူ့ကိုဖောက်ပြန်မိတယ်ကိုထီးလက်ရောက်လဲလုံးမိတယ်အားကြောင့်သူကျွန်တော်ကိုမုံပြီးတော့ကျွန်တော်ဘဝထဲကနေအဝေးဆုံးထွက်သွားလိုက်တယ်သူ့ကျွန်တော်ဘလို့မှရှာလို့မတွေ့ဘူးသူမရှိတဲ့9နှစ်အတွင်းမှာကျွန်တော်ဘဝတစ်ခုလုံးဆုတ်ပြောက်တတ်နေရပဲနေ့တိုင်းကျွန်တော်တောင်းမဲ့ချင်တယ်သူကျွန်တော်ရမ်းမုန်းနေမှာကျွန်တော်ရမ်းတတိယရမ်းလည်းတွေ့ကြတယ်တော့လည်းရနေပါပြီဗျာအဲ့လိုပါပဲလူဆိုတာအမှားနဲ့တော့ပဲกินနိုင်မှာမလဲကျွန်တော်အမှားပုံများတာပါသူကျွန်တော်တော်တော်လေးမုန်းနေပါတော့တယ်ကဲဟုတ်ပြီလေကျမတို့နောက်ဆုံးတစ်ခေါက်တွေ့ပြီဆိုလို့ရှိရင်တော့ကျမတို့ကိုတောင်းမှာပြီးပါပြီဟုတ်ကဲ့ပါကျေးဇူးပါဒေါက်တာဒါနဲ့ဒေါက်တာသူနဲ့တိတ်တူတာပဲရှင်စိတ်ထင်လို့နေပါလားကျွန်တော်ခွင့်ပြုပါဟုတ်ကဲ့ပါခတ်တာချုံမလားရှင်လူမားပြန်ပြီနော်ကျွန်တော်လူမားပါဘူးခတ်တာပါခတ်တာပဲကျမခတ်တာချုံမဟုတ်ဘူးကျမနာမည်ဒေါက်တာခင်စံဟောကျုံတော့လေးဒါကျမရဲ့မင်္ဂလာဆောင်ဖိတ်ဆက်လေးပါခတ်တာမှမောင်သိပါတယ်ခတ်တာမျက်နှာကိုပြင်လို့ရပြီမယ်
တ်တာရဲ့နှလုံးသားကိုလည်းခတ်တာပြင်လို့မရဘူးနော်မောင်တောင်းမှပါတယ်မောင်ထပ်ပြီးတော့မရက်ဆက်ပါနဲ့နော်ခတ်တာကျမဒေါက်တာခင်စံလူတယောက်မျက်နှာပြက်စီးအောင်လုပ်ခဲ့တာထက်နှလုံးသားတက်ပစ်ခဲ့တာခတ်တာချိုးကသေသွားပြီကျမရဲ့ဆရာကြီးကြောင့်ကျမဒီဘဝကိုရောက်ခဲ့တာကျမဆရာကြီးကယ်တင်ပေးခဲ့လို့ခုကျမဆရာကြီးရဲ့သားနဲ့ကျမလက်ထပ်တော့ခတ်တာမောင်တောင်းမှပါတယ်မောင်ကိုခွင့်လို့ပါမောင်နာလေးထပ်ပြီးတော့မထွက်သွားပါနဲ့တော့မောင်တောင်းမှပါတယ်ခတ်တာမှမောင်သိတာပေါ့ခတ်တာရဲ့အငွေတက်ခတ်တာရဲ့မြက်ဝန်းခတ်တာရဲ့မောင်ထပ်ပြီးတော့မညာနဲ့တော့လေမောင်တောင်းမှပါတယ်မောင်နာထပ်ပြီးတော့လေထွက်မပြေးပါနဲ့တော့နော်ခတ်တာမောင်ချစ်တယ်လေခတ်တာလည်းမောင်ချစ်တယ်မလားဟမ်မောင်ချစ်လို့ခွင့်မလွတ်နိုင်တာမလားခတ်တာပြောလေခတ်တာတိတ်ရှိရတယ်ကျမရှင်ကိုချစ်တယ်ချစ်ခဲ့တယ်အဲ့ဒါတွေကဝစ်ကြွေးတစ်ခုဒါပေမဲ့ကျမအဲ့ဒီဝစ်တွေကိုဆက်ခဲ့ပြီးပြီအခုရှင်အလက်ရှင်တစ်သက်လုံးကျမအပေါ်မှာကျူးလွန်ခဲ့တဲ့အပြစ်တွေတမိမိနဲ့လောင်ကျွမ်းနေစေချင်ရှင်ကျမအပေါ်မှာခတ်ခဲ့တဲ့အစိတ်ဆိုးတွေရှင်ရင်ထဲမှာစိုက်စေချင်လားခုရှင်ရင်ထဲမှာစိုက်သွားတယ်ကျမကျေနပ်အဲ့ဒီစိတ်ဆိုးကိုစူးပြီးနေခဲ့လိုက်ခတ်တာ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 မောင်ကြိုက်တယ်လို့လုပ်ပါဟောခံပါဒါပေမဲ့မောင်တော့ထားမသွားပါနဲ့မောင်တို့အချင်းတို့တူပြန်နေရအောင်နော်ခတ်တာကျမလည်းကိုလွတ်ပါကိုပင်တယ်ကျမရှင်ကိုလုံးဝမမြင်ချင်တော့ကျမမျက်စိရှင်မှာလည်းလုံးဝပေါ်မလာပါသေးနဲ့ကျမရှင်သေလာအောင်မုန်းတယ်ခတ်တာပြတ်သွားလိုက်တော့ခတ်တာ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 မောင်တော့ပါဘာခတ်တာပေါ့ပါခတ်တာပေါင်ခွလို့ပါပေါင်ထားမတော့ပါနဲ့နော်ပေါင်ခွလို့ပါမချစ်ချစ်တယ်မချစ်လို့မရှင်ကိုချစ်တယ်ဒါမှခွင့်မလို့